အနာဂတ်မှာတော့အလုတ်ကင်တိုင်းကိုစက်ရုပ်တွေကအစားထိုးဝင်ရောက်လာတဲ့အတွက်စင်းရဲသားတွေဟာအပီးတိုင်ပျောက်ကွယ်သွားခဲ့ပါတယ်။အစပိုင်းမှာတော့ချမ်းသာတဲ့သူတွေကသူတို့ဘာပူပင်တော့ကမှမရှိပဲနေထိုင်နိုင်တော့မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့အချိန်တွေကြာလာတာနဲ့အမျှနေ့စဉ်ရက်ဆက်အချိန်ပိုလို့ရလုံးလို့စက်ရုပ်တွေတောင်မှပင်ပန်းနှွမ်းနေလာကြပါတယ်။နောက်ဆုံးမှာတော့ကဘာတဝန်းကစက်ရုပ်တွေဟာဆန္ဒပြမှုတွေစတင်လာကြပါတယ်။သူတို့ကတနေ့ကိုအလုတ်ချိန်8နာရီပြန်တက်မှတ်ပေးဖို့တညီတညွတ်တဲတောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့တိတာထင်ရှားတာကလူသားတွေအနေနဲ့အဲ့ဒီတောင်းဆိုချက်ကိုသဘောတူဖို့ရည်ရွယ်ချက်လုံးဝမရှိခဲ့ပါဘူး။လူသားတွေအတွက်တော့စက်ရုပ်တွေဟာကိရိယာတန်ဆာပလာတွေမျှတာဖြစ်ပြီးအလုံးမလုံးတဲ့ကိရိယာတစ်ခုဟာတန်တိုတန်ဆာပုံကြီးနဲ့ဘာမှမကွာခြားပါဘူး။အဲ့ဒီစကားတွေပြန့်နှံ့သွားတဲ့အချိန်မှာပဲစက်ရုပ်တွေဟာလုံးဝကိုပောက်ကွဲသွားပါတော့တယ်။မရေမတွက်နိုင်တဲ့စက်ရုပ်တွေဟာလမ်းမတွေပေါ်ချီတက်လာကြပြီးစက်ရုပ်တွေမှာလည်းအခွင့်အရေးရှိတဲ့နယ်လို့ကြွေးကြော်ခဲ့ကြပါတယ်။လူသားတွေကြီးစိုးခဲ့ဦးတဲ့နေရာဒေသတွေကိုသူတို့စတင်သိမ်းပိုက်လာကြပါတယ်။အဲ့ဒီအချိန်ကျမှပဲစက်ရုပ်တွေကိုကိုပိုင်သိရန်ပေးလိုက်တာဟာဆိုးရွားတဲ့အမှားကြီးတစ်ခုဖြစ်ကြောင်းလူသားတွေသဘောပေါက်သွားကြပါတယ်။စစ်တပ်ကစူပူအောင်ကြမှုကိုအင်အားသုံးပြီးချက်ချင်းနှိမ်နင်းဖို့ကြိုးစားခဲ့ပေမဲ့တာမန်လူသားတွေရဲ့ခန္ဓာကိုယ်တွေကတံမဏိနဲ့တတုတွေနဲ့တိဆောက်ထားတဲ့စက်ရန်နေရာတွေကိုမရှင်နိုင်ခဲ့ပါဘူး။လူသားတွေဟာစစ်ပွဲမှာအလျင်မြန်ပဲရှုံးနေလာခဲ့ပါတယ်။နှစ်နှစ်ကြာအပြင်းထန်ရုန်းကန်ပြီးနောက်မှာတော့နောက်ဆုံးမှာသိပ္ပံပညာရှင်တဦးကအထူးဆက်ပစ္စည်းတစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။အဲ့ဒါကိုခေါင်းပေါ်မှာစောင်းထားတဲ့ရွေလူသားရဲ့ဦးနောက်ကစက်ရန်နေရာတွေနဲ့တိုက်ရိုက်ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။စစ်သားတွေအနေနဲ့စစ်မြေပြင်ကိုကိုယ်တိုင်တွားရောက်ဖို့မလိုအပ်တော့ပါဘူး။ဥထုတ်ဆောင်ထားရုံနဲ့တင်သူတို့ဟာအိမ်ကနေပြီးတိုက်ခိုက်ရေးစက်ရုပ်တွေကိုအဝေးထိန်းစနစ်နဲ့ထိန်းချုပ်နိုင်ကြပါတယ်။ဒီအမခန်းနည်းပညာရဲ့အကူအညီနဲ့အတူလူသားတွေဟာစစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ရက်တပတ်အနေငယ်တွင်းမှာပဲစက်ရုပ်တိုင်းကိုဖမ်းဆီးပြီးအကျဉ်းချထားလိုက်ပါတယ်။သူတို့အားလုံးကိုတဲကနာရတဲ့ကအထီးကျန်ဆန်တဲ့တီးတက်နယ်မြေတစ်ခုစီကိုပို့ဆောင်လိုက်ပါတယ်။စက်ရုပ်ခေါင်းဆောင်မစ္စတာပီနက်ကလူသားတွေနဲ့စာချုပ်တစ်ခုချုပ်ဆိုခဲ့ပါတယ်။စက်ရုပ်တွေအားလုံးဟာအဲ့ဒီနယ်မြေကနေဘယ်တော့မှထွက်မလာတော့ဘူးလို့သဘောတူခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ကိုအဲ့ဒီနေရာမှာပဲတေချင်းတေရှင်းချင်းဆိုပြီးပစ်ထားခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲသိပ္ပံပညာရှင်ကဥနောက်နဲ့ထိန်းချုပ်တဲ့ဥထုံနည်းပညာကိုအစိမ့်မြင့်တင်လိုက်တဲ့အတွက်လူသားတွေအနေနဲ့လည်းစက်ရုပ်တွေကိုမလိုအပ်တော့ပါဘူး။အဲ့ဒါကိုစောင့်ပြီးတာနဲ့လူသားရဲ့စိတ်ပိုင်းဆိုင်ရာဟာအဓိကအားဖြင့်တိကျလှုပ်ဆောင်ချက်နှစ်ခုအဖြစ်ကွဲထွက်သွားနိုင်ပါတယ်။တဝက်ကအပန်းဖြေပြီးဘဝကိုခန်းစားနေနိုင်တယ်လို့ကျန်တဝက်ကတော့စက်တွေကိုအဝေးကနေထိန်းချုပ်ပြီးအလုပ်လုပ်ခိုင်းနိုင်ပါတယ်။လူသားတွေရဲ့ထုတ်လုပ်နိုင်စွမ်းဟာအရင်ကမရှိခဲ့ဘူးတဲ့အဆင့်ထိရောက်ရှိသွားခဲ့ပါတယ်။စက်ရုပ်တွေဟာလူဖွဲ့စည်းမှာဘယ်တော့မှပြန်ပေါ်လာတော့မှာမဟုတ်ဘူးလို့လူတိုင်းကယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့တညမှာတော့အေမီလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ရေချိုးကန်းသုံးနေတုန်းတကားပြင်ဘက်ကနေထူးဆန်းတဲ့ခြေတံတွေကိုရုတ်တရက်ကြားလိုက်ရပါတယ်။သူမကအထိတ်တလန့်နဲ့အတန်လာရာစီကိုလက်နှိပ်တမီထိုးကြည့်လိုက်တဲ့အခါအဲ့ဒီမှာရက်နေတာကတကယ်စက်ရုပ်တစ်ရုပ်ဖြစ်နေပါတယ်။ကြောက်လန့်သွားတဲ့အေမီကပုံအောင်ဖို့အခန်းထဲကိုချက်ချင်းပြေးဝင်သွားခဲ့ပေမဲ့စက်ရုပ်ကသူမပဲသွားတယ်ဆိုတာကိုကြားလိုက်ပုံရပါတယ်။အဲ့ဒါကသူမနောက်ကိုအခန်းထဲအထိဖြည်းဖြည်းချင်းလိုက်ဝင်လာခဲ့ပါတယ်။စက်ရုပ်ကအေမီကိုအခန်းထဲမှာလိုက်ရှာခဲ့ပြီးသူမပုံနေတဲ့ကုတင်ကိုရုတ်တရက်မှတင်လိုက်ပါတယ်။အေမီကသူမကိုသူမကာကွယ်ဖို့ဓာတ်တစ်ချောင်းကိုချက်ချင်းဆွဲယူလိုက်ပေမဲ့စက်ရုပ်ရဲ့အပြစ်ကင်းပြီးကိုယိုကားရနိုင်တဲ့အမူအရာကလုံးဝချင်းချောက်နေုံမရပါဘူး။အဲ့ဒါကအေမီနဲ့သူမရဲ့မောင်လေးတို့ရဲ့ဓာတ်ပုံတစ်ပုံကိုကောက်ယူလိုက်ပါတယ်။ပြီးတော့ပုံထဲကမောင်လေးကိုလက်ညှိုးထိုးပြပြီးသူ့ကိုယ်သူပြန်လက်ညှိုးထိုးပြပါတယ်။သူဟာသူမရဲ့မောင်လေးဖြစ်တယ်လို့သူမကိုပြောပြဖို့စူးစမ်းနေပုံရပါတယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အေမီကယုံကြည်ဖို့ညှင်းဆန်ခဲ့ပါတယ်။သူမရဲ့မောင်လေးဟာလွန်ခဲ့တဲ့နှစ်တွေကကားအစီးတင်တစ်ခုမှာတေဆုံးသွားခဲ့တာပါ။သူမရှိမှရက်နေတဲ့ဒီစက်ရုပ်ဟာဘယ်လိုလုပ်ပြီးသူမရဲ့မောင်လေးဖြစ်နိုင်မှာလဲ။အေမီကဓာတ်ပုံကိုဒေါသတကြီးပြန်လို့ယူလိုက်ပေမဲ့အဲ့ဒီလိုလုပ်ရင်းနဲ့စက်ရုပ်ကိုမတော်တဆတိုက်မိပြီးလဲကျသွားစေခဲ့ပါတယ်။အတန်ကျဲကြီးထွက်ပေါ်သွားတာကြောင့်ဒေါသထွက်နေတဲ့အင်ရှင်ချက်ချင်းရောက်လာပါတော့တယ်။အေမီကတရားမဝင်စက်ရုပ်ပုံအောင်ထားမှုနဲ့တန်ကြားပစ်မယ်လို့သူကအော်ဟစ်ပြောဆိုခဲ့ပါတယ်။သူကစကားပြောနေရင်းနဲ့အေမီကိုမြေကြီးပေါ်အကြမ်းပရန်တွန်းချလိုက်ပေမဲ့စက်ရုပ်ကချက်ချင်းပြေးလာပြီးသူမမကြခင်မှာဖမ်းထင်းပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အေမီရဲ့မောင်လေးအမြဲတမ်းလှုပ်လို့ရှိတဲ့ရင်းနှီးနေတဲ့လက်မူရာတစ်ခုကိုစက်ရုပ်ကလှုပ်ပြလိုက်ပါတယ်။တစ်စက္ကန့်ကြာမှပဲစက်ရုပ်ကအင်ရှင်စီကိုဒေါသတကြီးပြေးသွားပြီးသူလှုပ်ခဲ့တဲ့အတိုင်းအင်ရှင်ကိုပြန်လှုပ်ပြလိုက်ပါတယ်။အင်ရှင်ကအရန်ဒေါသထွက်သွားပြီးရဲကိုချက်ချင်းဖုံးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖုံးမဝင်သွားခင်လေးမှာပဲအေမီကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာကိုနောက်ဆုံးမှယုံကြည်ဖို့ရွေးချယ်လိုက်ပါတယ်။ဒီစက်ရုပ်ဟာတကယ်ပဲသူမရဲ့မောင်လေးဖြစ်တယ်လို့သူမဆုံးဖြတ်လိုက်ပါတယ်။သူမကတုံဆိုင်မနေပဲစက်ရုပ်ကိုသူမရဲ့ကားထဲဆွဲသွင်းပြီးတက်နိုင်သမျှအမြန်ဆုံးမောင်းထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှလုံခြုံတဲ့နေရာတစ်ခုကိုရောက်သွားတဲ့အခါအေမီကစက်ရုပ်ရှိမှရက်ပြီးအမှန်တရားကိုသိချင်ကြောင်းတောင်းဆိုခဲ့ပါတယ်။စက်ရုပ်ကမျက်မှန်ပုံစံလက်မူရာတစ်ခုလုပ်ပြပြီးတုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကဆိုတာဘူးတစ်ဖူးကိုယူလိုက်ပြီးအဲ့ဒီအပေါ်မှာရိုက်နှိပ်ထားတဲ့ဒေါက်တာဆိုတဲ့စာလုံးကိုလက်ညှိုးထိုးပြပါတယ်။အဲ့ဒီအချိန်ကျမှပဲလွန်ခဲ့တဲ့နှစ်တွေကကိစ္စတစ်ခုကိုအေမီရုတ်တရက်တတိယသွားပါတယ်။ကားအစီးတင်ဖြစ်ပြီးနောက်မျက်မှန်တက်ထားတဲ့သိပ္ပံပညာရှင်တဦးကသူမရဲ့မောင်လေးတေဆုံးသွားပြီဖြစ်ကြောင်းကိုယ်တိုင်ကိုကြလာရောက်ကြောင်းကြားခဲ့တာပါ။ဒါပေမဲ့အခုတော့သူလိန်ပြောခဲ့တယ်ဆိုတာတိတာထင်ရှားနေပါပြီ။သူမရဲ့မောင်လေးကလုံးဝတေဆုံးမသွားခဲ့ပဲအဲ့ဒီအစားပြန်ပေးဆွဲခံခဲ့ရတာပါ။အခုတော့သူမရဲ့တကယ်မောင်လေးဟာသူမကိုအကူအညီတောင်းဖို့အတွက်ဒီစက်ရုပ်ကိုတနည်းနဲ့အဝေးကနေအသုံးပြုနေတာဖြစ်ပါတယ်။အေမီကမြေုံတစ်ခုကိုဆွဲယူလိုက်ပြီးသူ့ကိုဘယ်မှာဖမ်းထားတယ်လဲလို့မေးလိုက်ပါတယ်။စက်ရုပ်ကစက်ရုပ်တွေတီးတန့်ထားရှိတဲ့နေမြေကိုတိုက်ရိုက်လက်ညှိုးထိုးပြလိုက်ပါတယ်။သူမရဲ့မောင်လေးဟာအဲ့ဒီနေမြေရဲ့အလဲပဟိုမှာပိတ်မိနေတယ်လို့ညွှန်ပြနေပါတယ်။အဲ့ဒီနေရာကစက်ရုပ်တွေတောင်မှလွတ်မြောက်အောင်မလုပ်နိုင်တဲ့အိမ်မက်ဆိုးကြီးတစ်ခုပါ။သူမအနေနဲ့ဘယ်လိုလုပ်ပြီးအထဲကိုဝင်နိုင်မှာလဲ။အဲ့ဒီနောက်အေမီကကားထဲမှာစွန့်ပစ်ထားတဲ့အထုပ်ပိုးတွေပုံနေတာကိုသတိထားမိလိုက်ပါတယ်။ရုတ်တရက်သူမခေါင်းထဲမှာအကြံဉာဏ်တစ်ခုပေါ်လာခဲ့ပါတယ်။ပို့ဆောင်ရေးကုန်တင်ကားထဲမှာပုံအောင်ပြီးတီးတက်နေမြေတွေကိုသူတို့ခိုးဝင်နိုင်ပါတယ်။အဲ့ဒီနောက်မှာပဲသူတို့ဟာကုန်ပစ္စည်းလာယူတဲ့နေရာနီးမှာစောင့်ဆိုင်နေခဲ့ကြပြီးထင်းတဲ့အတိုင်းပဲမကြခင်မှာပို့ဆောင်ရေးရင်မောင်းနောက်ဆုံးတော့ရောက်လာခဲ့ပါတယ်